ရိုးတန်းသပင်အတုံနဲ့တောင်မှရေကိုမချိုးတာလေသိလားရေကိုမချိုးတာအဲ့ဒါကသပင်အခြေထားတယ်ပါကြတော့ကွက်တိဖြစ်သွားပါသိလားအဲ့လိုဗန်ပန်းခံထားတဲ့အပီးဗီဒီယိုဗီဒီယိုဆောင်းနဲ့သွားတူတာဟာတိုင်းလေးဘလို့ယူလာဘာယူ expression ဟုတ်ကဲ့အမဟိုလေကျွန်တော်ဟိုချစ်ဆန်မီလေးလာဖြုတ်ချင်လို့ခင်ဗျာချက်ဆန်မီဖြုတ်ချင်တဲ့ဟောဗလော့ထိုင်ကုန်မှာထိုင်ပြီးဟာမင်းဗာလေကင်မရာကြီးနဲ့ရိုက်တာရလားမသိဟုတ်ရတယ်မောင်လာခဲ့နော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကျေးဇူးပါဟုတ်ကဲအားလုံးပဲချက်ဆန်မီဖြုတ်တော့ကင်မရာကွန်ပျူတာဒီလိုမျိုးဇပွဲကြီးမှာထိုင်ပြီးကင်မရာကြီးရိုက်ပြီးချက်ဆန်မီဖြုတ်ချင်တယ်ဗာအဲ့လိုဖုန်းဆက်ရတာလားမိုက်တာဩကတော့ဖြစ်တော့မယ်ကောင်မျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တစ်ခါတုန်းက vlog နှစ်ခုထွက်ပြီနော်ပုံကြီးဝတ်တဲ့ vlog ရယ်အခုချက်ဆန်မီဖြုတ်တဲ့ vlog ရယ်နော်မင်းတို့ကောင်းနေနော်အေးတဲ့မလားမင်းတို့ကန်နေနဲ့မြန်မာပြည်မှာဖြစ်လာကန်ကောင်းနေနော်အေးဆိုင်လေးကသွားတိုက်တဲ့ vlog တွေမျက်နှာတက်တဲ့ vlog တွေမျက်လုံးဖွင့်တဲ့ vlog တွေမင်းတို့မကြည့်ရလို့ဒီနေ့ကတော့ကျွန်တော်အိယာနိုးလို့သိရလားမျက်လုံးကြီးမိတ်ထားကင်မရာရှေ့မှာထိုင်မှာဒီနေ့ကျွန်တော်အိယာနိုးလို့တော့မျက်လုံးဖွင့်တဲ့ vlog ရိုက်မှာဖြစ်ပါသိရမလားအားလုံးပဲမျက်လုံးကြီးပိတ်အားလုံးပဲမင်္ဂလာကျွန်တော်ဒီနေ့မျက်လုံးဖွင့်ပြမှာဖြစ်ပါတယ်အားလုံးပဲသိရလားမင်းလေခေါင်းရှုံလားဘာလားညာလားဆိုတာတော့ဒီကမကြိုးတာအဓိကသိလားချက်ဆန်မီစောက်ချောင်းပြပြီးတော့သိရမလားခေါင်းမရှုပ်လားဘာလားကျွန်တော်ခေါင်းရှုပ်လို့မရဘူးလေလို့သိရမလားစိုက်မိုင်းသွားရှော့ရလေလို့အဲ့ဒီကောင်ရိုးတန်းသပင်အတုံနဲ့တောင်မှရေကိုမချိုးတာလေသိလားရေကိုမချိုးတာအဲ့ဒါကသပင်အခြေထားတယ်ပါကြတော့ကွက်တိဖြစ်သွားပါသိရအဲ့လိုတိတ်တော့သပင်အခြေဘာလို့ထားတာလဲဆိုတော့အဲ့မင်းကဘသူမေးရလဲဘသူမှမမေးပဲတယောက်တည်းဖြစ်နေသပင်အခြေဘာလို့ထားတာလဲလို့ drug law ကဘလို့ drug law နဲ့စက်မီနဲ့ဘာကွာလဲလို့ခရောကဘာလို့တုံးတာလဲဘယ်ကောင်သွားမေးရလဲမဖြေကုန်ပြီဘသူမှမမေးပဲနဲ့ကြည့်ရော3ရက်လောက်နေရှော့ရတယ်ပေါ့နော်2ရက်3ရက်လောက်နေရှော့ရတယ်ကျွန်တော်အဲ့ဒါကြီးမလုပ်ချင်ဘူးအဲ့ဒါကျွန်တော်ဒီလိုထားတာပေါ့နော်အဲ့တော့ခေါင်းနေပါလေဒီချိုးပြင်းလို့ခေါင်းလျှော့ပြင်းလို့သပင်ရှည်ထားတာကြိုက်လို့ထားတာမဟုတ်ဘူးအဲ့သပင်ရှည်ထားတဲ့ငါတို့လို့သပင်ရှည်ကိုကြိုက်လို့ထားတဲ့ငါတို့လို့ကောင်းနေဆော်ကားလိုက်တာပဲကောဒီချိုးပြင်းလို့ခေါင်းလျှော့ပြင်းလို့သပင်ရှည်ထားတာပါတဲ့သပင်ရှည်ထားတဲ့ရည်ရွယ်ချက်ကကြီးမားပါတယ်အကိုရဲ့ဟာအရန်ချောလာတာလေကျွန်တော်ဒါနိုင်ပါပါတယ်ဒီလိုမျက်နှာကိုဒီလိုသောက်ခွက်ကြီးချောလာခြင်းရင်အဲ့ဒီဆိုင်ကိုသွားရတယ်နော်မင်းတို့ဒီထဲမှာအဲ့လိုသောက်ခွက်ကြီးလိုချင်တဲ့လူရှိလားအဲ့လိုမျိုးသိရမလားစတော်ဘယ်ရီစတနာပစ်ထားတဲ့ရုပ်မျိုးသိရမလားအဲ့လိုဟာမျိုးလိုချင်တယ်ဒီလိုမျိုးချောလာတဲ့ရုပ်ကြီးကိုလိုချင်ရင်တဲ့မလေးအာမနာရှာမကြိုးကွာသူ့ရုပ်ကြီးမှာအာမနာပြောနေတာမင်းကျိုးတနောလိုမျိုးချောလာခြင်းရင်တဲ့Oh my god ကြီးနဲ့သွေးပါတက်တာရောင်ရေးဟာမြန်မာနိုင်ငံအချောဆုံး stream မှာ ABC ကဘယ်သွားနေရမှာလဲအဲ့လိုကြီးပြောတော့ဟမ်ကြာရင်တော့အဲ့ဒါအတွက် experience sharing လေးကျွန်တော်ထပ်လုပ်ပေးမယ်အဲ့ဒါကြောင့်လည်းပါတယ်သူဘလို့ချောလာရကြောင်း experience sharing vlog ကြည့်ရအောင်ပါဟာရောင်ရေးလေးပဲမြန်မာနိုင်ငံမှာနေရဒုက္ခတွေများလိုက်တာ Oh my god ကိုရီးယားမှာလီဆာလေးနဲ့ပဲသွားနေလိုက်ပါတော့အော်ယွန်ရရောင်အော်ရောင်အဲ့ဒါဟုံးစာတွေကလေဗာလေအဲ့ဒါရုပ်တရက်ကြည့်လိုက်မယ်ဥစားတွေကဗာလဲ Street Fighter တွေအကောင်ကြီးနဲ့မတူလားအစိမ်းကောင်ကြီးလေအဲ green စိမ်းကောင်အကောင်ဆိုရင်ကွက်တီပဲရောင်ရေးမကြည့်တူလားဒီစပင်နဲ့ရောင်ရေးဒီစပင်နဲ့ဟာဒီဒါဟိုမှာဒါ Street Fighter ဟိုမှာဒါ shine လေးပါရှင်ကွာဟာကြည့်ပါဦးဒီမှာလုံးဝကွက်တီပဲရောင်ရေး blue ရုပ်နဲ့တကယ်ကွက်တီဒါပေမဲ့ဒီ blue ကဝက်ချက်မရှိဘူးနော်ဒီ blue ကနည်းနည်းချောသေးတယ်ခေါင်းမလျှော့ခင်က Street Fighter နဲ့တူပြီးတော့ခေါင်းလဲလျှော့ရဘာဖြစ်လဲဆိုတော့သိရမလားအဲ့လိုဗန်ပန်းခံထားတဲ့အပီးဗီဒီယိုဗီဒီယိုဆောင်းနဲ့သွားတူတယ်ဟိုတော့ဖြုတ်ရမှာမတက်နိုင်အဲ့ပြီးပါပြီပြန်ပြီးတော့ဘရုံးတော့ကရုံးနဲ့မှပြန်လာခဲ့တော့မနောက်ပါဘရုံးနဲ့ပြန်လိုက်ဘာလုပ်မှာသပင်ညက်ဆိုင်ကိုကရုံးနဲ့ပြန်လိုက်အမကိုကဘာလာလို့အကျွေးလာရှင်းပါလားအဲ့စောက်ထဲကဒါအကျွေးစင်းထင်တယ်ကွာငါစိတ်ထင်တော့